အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုစီကိုရောက်လာပြီဆိုရင်ကိုအတွက် universe ကဘယ်လိုကံကောင်းခြင်းနမိတ်လေးတွေတည်ဆောင်လာမလဲဘာလေးတွေတတိထားရမလဲဆိုတော့ကိုယ့်ရဲ့ကံစားတာမှာစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအလုပ်ကိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအခြေအနေလေးတက်ပြီးတော့ကောင်းမွန်လာတာမျိုးတွေ့ရပြီးတော့ကိုကအလုပ်တစ်ခုကိုရှာနေတယ်ဒါမှမဟုတ်အလုပ်တစ်ခုကိုစတင်တော့မယ်အလုပ်မှာအထင်ငေါ်လေးတွေဖြစ်နေရဆိုရင်မကြခင်မှာကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်တော့မယ်ကိုယ့်ရဲ့အနာဂတ်မှာကောင်းတဲ့အခြေအနေတစ်ခုကိုစတင်တော့မယ်နမိတ်မျိုးပြနေတယ်တတိထားရမှာတော့တဲ့ကိုဘေးနာမှာကိုမနာလိုတဲ့သူမျိုးလေးတွေရှိနေတယ်အဲ့ဒါလေးကိုတတိထားပါပြီးတော့နောက်ခုကိုယ့်ရဲ့အတွင်းစိတ်ကိုမလိမညာပါနဲ့ဒါကိုယ့်တက်မကောင်းမှုဆိုတာတိတိနဲ့လုံမဲ့အတင်းလုံတာမျိုးလေးတွေပြီးတော့မှန်မကန်တဲ့ကိစ္စတွေလောင်ကစားတွေပြီးတော့နောက်တစ်ခုကအလိညာတွေအဲ့ဒီအရာလေးတွေကိုတတိထားပြီးတော့ရှောင်ပါတဲ့အဲ့ဒါဆိုရင်ပို့ပြီးတော့ကံကောင်းလာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကမိသားစုထဲမှာတဲ့ပို့ပြီးတော့ပျော်ရွှင်တဲ့အခြေအနေတစ်ခုကိုရောက်လာလိမ့်မယ်တဲ့အောင်မြင်မှုတွေတယောက်နဲ့တယောက်တန်တရားဖြစ်တဲ့အစင်မပြေတာဖြစ်တယ်ဆိုရင်အဲ့ဒီအရာလေးတွေကချုပ်ငိမ့်သွားပြီးတော့တကယ်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်လာလိမ့်မယ်ပြီးတော့ကိုယ့်ရဲ့စိတ်စေတနာအလျောက်ကိုယ့်အတွက်တံပြန်တက်ရောက်မှုလေးကြုံရလိမ့်မယ်ကိုကစိတ်စေတနာကောင်းတယ်ဒါလေးကိုစေတနာနဲ့လုပ်တယ်ဆိုအဲ့ဒီစေတနာရဲ့အတိုင်းကိုကအစပို့ပြီးတော့ခံစားလာရလိမ့်မယ်တဲ့အဲ့ဒီအတွက်ကံကောင်းခြင်းတွေရောက်လာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကရှေ့ဆက်သွားမယ့်အခြေအနေမှာကိုကဖုံးကန်တက်လာတယ်ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုကောင်းတယ်ဖော်လာနိုင်တဲ့ဖြစ်တဲ့အတွက်စီကံတက်ကြလေးနဲ့ကိုဘဝကိုရှေ့ဆက်ပါတဲ့ပြီးတော့နောက်တစ်ခုကကိုယ့်အတွက်တကယ်ကိုကောင်းမွန်တဲ့အဖော်မွန်ကောင်းလမ်းပြပေးမယ်လူအထက်လူကြီးပဲဖြစ်စေကိုယ့်ရဲ့အသက်ကြီးရဲ့လူအဆောင်ရှောက်အဲ့လိုပုံစံမျိုးလေးတွေပေါ်လာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့လက်ရှိအခြေအနေမှာဘလို့ပဲကံမကောင်းတာတွေအစမပြေတာမျိုးလေးတွေအဲ့လိုပုံစံမျိုးတွေပဲရှိနေပါစေတဲ့ကျင်းတွေပေါ့ကန်ဆာတာကောင်းလာလိမ့်မယ်အဆင်ပြေလာလိမ့်မယ်တဲ့အဓိကကကိုလုံးဝငါဖြစ်နိုင်မလားငါလုံနိုင်မလားဆိုတဲ့စိတ်ကိုမထားဘဲနဲ့တိတိချာချာရှေ့ဆက်ပြီးတော့လုပ်ပါတဲ့ကိုမလုံနိုင်ဘူးဆိုတဲ့အရာတွေကိုမတွေးနဲ့တဲ့လုံနိုင်မယ်ဆိုတဲ့စိတ်ကိုပဲတွေးတဲ့အဲ့ဒါဆိုရင်အစရအဆင်ပြေလိမ့်မယ်တဲ့အဓိကကငွေကြေးနဲ့ပတ်သက်ပြီးတော့အထူးကိုကံကောင်းလာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကကိုလုံးရမယ့်အရာလေးတွေကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေတဆင်ချင်းသွားတဲ့ပြီးတော့နောက်တစ်ခုကိုယ့်ရဲ့စိတ်အတွင်းထဲမှာရှိတဲ့ထင်မြင်ချက်တွေနဲ့တစ်ဖက်သားကိုဝေဖန်တာတစ်ဖက်သားကိုထင်မြင်တာတန်တရားတွေများတာလုံးဝမလုံးနဲ့တဲ့ကိုယ့်အတွက်တကယ်စိတ်ကိုမှန်ပဲထားပြီးတော့ရှေ့ဆက်ပါတဲ့တကယ်ကောင်းမွန်တဲ့စင်ပြေတဲ့အခြေအနေတစ်ခုရောက်လာပါလိမ့်မယ်တဲ့ကိုမနက်တိုင်းမှာကိုဂရီပေးတာမျိုးကိုစိတ်ကရွတ်တာမျိုးလုပ်ပြရမယ်အဲ့ဒါငါမိုးလေးနဲ့အချိန်တိုင်းမှာငါကံကောင်းနေပြီအဆင်ပြေနေပြီငါကံကောင်းမယ်ဆိုတော့ယုံကြည်ရဲဆိုတဲ့စိတ်ရဲ့အတန်လေးကိုဖွင့်ပြီးတော့ရွတ်ပေးပါတဲ့အဲ့ဒါဆိုရင်အဆင်ပြေကောင်းမွန်လာလိမ့်မယ်တဲ့အဆရကံကောင်းလာလိမ့်မယ်ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေတစ်ခုရောက်လိမ့်မယ်တဲ့ဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေအားလုံးက universe ကကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတက်တော်မှာမဟုတ်လို့တဲ့ကောင်းတဲ့ကံလေးကိုပဲဖြည့်လိုက်ပါတဲ့ကောင်းတဲ့ကံလေးကောင်းမွန်တဲ့နမိတ်တွေတည်ပါစေမကောင်းသောကံတွေပြည့်ပြည့်သွားပါစေ